ဆိုတော့ marketing လုပ်လာတဲ့ကျွန်တော်တက်တန်း10နှစ်အတွင်းမှာအခက်အခဲဆုံး project တစ်ခုအကြောင်းပြောပြပေးမယ်ဆိုတော့အဲ့ဒီမိတ်ဆွေတယောက်ကနေပြီးတော့ရောက်လာတယ်သူရဲ့လုပ်ငန်းကဒီ3လအချိန်ရတယ်တကယ်လို့အဲ့3လအတွင်းမှာအဲ့ digital marketing plan ကမအောင်မြင်ခဲ့လို့ရှိရင်သူ့ရဲ့ဆိုင်ကပိတ်ရတော့မယ်သူ့ရဲ့ဆိုင်ကဒီ coffee ဆိုင်လေးဗျာဆိုင်ကန်းငှားဖို့သူပတ်စံစုဖို့မပြောနဲ့အဲ့လိုလာတာတော့သူရှုံးနေတာဆိုတော့အဲ့ဆိုင်မှာပြဿနာဖြစ်နေတယ်ဆိုတော့အဲ့ဆိုင်ကသူကနေရာတစ်ခုမှာဖွင့်ခဲ့တယ်အခုတော့နေရာအစ်စ်မှာပြောင်းသွားတယ်အရင်တော့သူအရေးမကြီးဘူးထင်ပြီးတော့ digital marketing ကိုမလုပ်ခဲ့ဘူးအခုတော့ပြန်ပြီးတော့လုပ်ချင်တယ်ဆိုတော့အရင်တော့ဒါသူ blogger တွေတုံးတယ်အဲ့အချိန်မှာဘာဖြစ်လဲဆိုရင်ဒီ food blogger တွေတုံးတဲ့အခါဆိုင်ကိုလူတွေလာတယ်ရောင်းရတဲ့အခါမှာခဏပဲရောင်းရတယ်ပြီးရင်တော့အဲ့ရောင်းအားတွေကပြန်ကျတယ် sustainable income ကိုသူမထိန်းထားနိုင်ဘူးလူကြလာတဲ့အချိန်မှာ blogger တွေနဲ့ဘာညာနဲ့သူအလုပ်အပ်လိုက်တဲ့အခါကျလူကြလာတဲ့အချိန်ကျရင်သူ service မနိုင်ဘူးဆိုလို့ရှိရင်ဒါရောင်းအားပြန်ကျလာပြန်ဆိုတော့ဘာလုပ်ကြမလဲဆိုတော့စဉ်းစားသွားတယ် challenge ဖြစ်တယ်ဗျာဘာ challenge ဖြစ်တာလဲဆိုတော့အတိဖြစ်နေလို့ဗျာအတိဖြစ်နေများကျွန်တော်နေရာစဉ်းစားကြည့်ဗျာ corporate တွေလို့ကျွန်တော် budget အများကြီးလဲတောင်းလို့မရဘူးဗျာဟိုအတိမိတ်ဆွေဆိုပို့ဆိုရဗျာကျွန်တော်များသောအားဖြင့်အဲ့လိုကျွန်တော်ရဲ့ဒီလုပ်ဖို့ guide ဘတ်ကျွန်တော်အတိမိတ်ဆွေတွေဆိုလို့ရှိရင်ကျွန်တော်ကအဲ့ digital marketing အပိုင်းနဲ့ပတ်သက်တာကိုကျွန်တော်ပတ်စံလုံးဝမရှိဘူးအကြံဉာဏ်ပေးတယ်လုပ်ပေးတယ်boosting တွေမီဒီယာပိုင်းဘာညာလုပ်ပေးရဆိုလို့ရှိရင်ကျွန်တော်လုံးဝပတ်စံယူနေမရှိဘူးဆိုတော့ဟိုပတ်စံလေးရအောင်မဟုတ်ဘူးဗျာဆိုတော့ challenge ကလည်းအတော်ဖြစ်တယ်ဗျာဆိုတော့ဟို corporate လုပ်ငန်းတွေမှာကျတော့ကျွန်တော်လုပ်ခဲ့ project တွေတောက်လျှောက်မှာသူတို့နောက်ကနေပြီးတော့ budget အင်အားတစ်ခုရှိရဗျာဆိုတော့ဒါကကျတော့ကိုလှုပ်လိုက်တာတလွဲဖြစ်သွားလို့ရှိရင်တစ်သက်လုံးကွာတည်ရမလားသူနဲ့ကြုံတိုင်းကျွန်တော်ပြောခံရတော့ပါဗျာမင်းလှုပ်လိုက်တာငါဆိုင်ကြီးကပိတ်သွားရင်ကဲနိုင်ပါလားဘာညာဖြစ်တော့ဗျာအဲ့ဆိုတော့ကျွန်တော်ခေါင်းတော်ချိန်နေဗျာဆိုတော့အဲ့အချိန်မှာ solution တစ်ခုကိုစဉ်းစားလိုက်မိဆိုတော့ဒီ project ကငါလူအင်အားရောငါ budget အနေထားရောငါအရန်တော့ငါတယောက်တည်းတော့မနိုင်တော့ဘူးဆိုတော့ content အပိုင်းအရေးကြီးရဆိုတာပြောတာเนาะ content ကိုအခုနောက်ပိုင်းအဲ့လိုဟို AI ကထုတ်တဲ့ content တွေတောက်လျှောက်သုံးနေတဲ့ဟို business owner တွေလည်းသိအောင်လို့ပါ content တစ်ခုကဘယ်လောက်အရေးကြီးလဲဆိုတော့အဲ့ project မှာဘာကဲသွားလဲဆိုတော့ content writer ကဲသွားတာဆိုတော့ content writer ကအရင်ကအတွေ့အကြုံရှိရဲ့ content writer အဲ့ဒီအတီကအဲ့ဒီအတော်နဲ့အရင်တော့ project တွေအများကြီးလုပ်ဖူးတယ်အရန်စိတ်ချရတယ်ဗျာသူပိုင်တဲ့ content အမျိုးအစား storytelling content မျိုးပိုင်တာဗျာဆိုတော့ storytelling content ကဘာလဲဆိုတာကိုပြောချင်တာဒီအကြောင်းအရာဒီ video ကဆိုတော့ storytelling content တွေသူကပိုင်တာတွက်ဆန်ကြောင်လောက်တာမဟုတ်သူအလုပ်သူသဘောကျတဲ့ brand ပဲသူလုပ်တယ်ဗျာသူသဘောမကျပတ်စံဘယ်လောက်ရရမလုပ်ဗျာနည်းနည်းခွာကြကျွန်တော်နဲ့ကတော့ mix တွေတော့တော်တော်ခင်းတယ်ဆိုတော့ပြီးတော့နောက်တစ်ခုကကျရင်ကျွန်တော်ကဘာရလဲဆိုရင်ကျွန်တော်က media ဘိုင်းရဗျာကျွန်တော်အရင်တော့ content တွေဘာလဲလုပ်တယ်ဒါပေမဲ့ကျွန်တော် storytelling content တွေဘာတွေကိုအချိန်မပေးနိုင်အဲ့တော့ကျွန်တော်အခြားအရင်တော့ကျွန်တော် next agency ထင်တယ် next agency မှာကျွန်တော်ဟိုတော်တော်အလုပ်များနေတဲ့ကာလဖြစ်နေရဗျာကာလဖြစ်နေရဆိုတော့အတိမိတ်ဆွေ project ကို content ရေးပေးနိုင်လောက်ရအောင်ကျွန်တော်အားမနေဘူးဗျာဆိုတော့ storytelling content တွေကိုတုံးသွားဘာ story တွေတုံးတာလဲဆိုလို့ရှိရင်သူကဒီ site အပြင်အစင်နဲ့ပတ်သက်လို့လေသူကနေပြီးတော့ဓာတ်ပုံတွေတေချာရိုက်တယ်အဲ့ site အပြင်နဲ့ပတ်သက်လို့ကြော်ညာတယ်ပြီးရင်ဆိုင်ရှင်ကဒီ coffee ဆိုင်ကိုသူဘလောက် passion နဲ့ဖွင့်ထားတာလဲပြီးရင်ဟိုဘလောက်ထိအောင် passion ရှိရလဲဒီဆိုင်ရှင်ရဲ့လမ်းကဘာလဲဗျာသူဘာဖြစ်လို့ဒီဆိုင်ကိုဖွင့်တာလဲဆိုအကြောင်းအရာတင်းနေပြီးအစားအသောက်တွေရဲ့ story တွေကအစားသူပြောတာဗျာဒီအစားအသောက်ကဘလို့အချိန်မျိုးမှာစားလိုက်လို့ရှိရင်ဘလို့ vibe ရမယ်ပြီးရင်ဆိုင်ကိုကလူငယ်တွေလာထိုင်တတ်တာလား guitar တီးပြီးတချင်းဆိုတတ်ကြလားပြီးရင်အဲ့ဒီလိုမျိုးက vibe တွေမျိုးစုံအားစရေးတာဗျာဥမာဓာတ်ပုံလာရိုက်တဲ့လူတွေအတွက်လိုတဲ့ vibe တွေဗျာဆိုတော့ဥမာဟို coffee နဲ့ပတ်သက်ရင်လည်း तू ကတော့ဗျာဆိုင်က location ကကောင်းတယ်ဗျာဒါပေမဲ့ तू ကဘေးနားဆိုင်တွေအကုန်လုံးထက်ဈေးများနေတယ်ဗျာဈေးများနေတော့ဟိုလူငယ်တွေအနေနဲ့လည်း तू ကတွေးပြီဗျာဘာဖြစ်လို့ဒါပေမဲ့ဆိုင်ကဈေးများပြီမြဲသူ့မှာရတဲ့အစားအသောက်တွေက unique ဖြစ်တယ်ဗျာစားတောက်ဆိုင်တစ်ဆိုင်လောက်နီးနီးကိုကောင်းတယ်ဗျာ coffee ဆိုင်မှာရတဲ့အစားတောက်နေတယ်ဆိုတော့ digital marketing မလုပ်တဲ့အခါကျတော့အဲ့အကြောင်းအရာလူတွေကမသိဘူးဆိုတော့အဲ့ဒီမှာကျွန်တော်တို့နှစ်ယောက်သားကျွန်တော်မိတ်ဆွေနဲ့ကျွန်တော်နဲ့ကနေပြီးတော့ तू ကအဲ့ storytelling content မျိုးတွေလုပ်တယ်ဆိုတော့ဆိုင်ရဲ့ location အကြောင်းတွေဆိုင်ကပေးတဲ့ vibe တွေpassion တွေဒီဆိုင်ရဲ့ story တွေအကြောင်းကိုလုပ်တယ်ဗျလုပ်ပြီးတော့အမှကျွန်တော်ကကြာဘာထပ်လုပ်ပေးရလဲဆိုရင်သူဆိုင်မှာရှိရဲ့ဒီဝန်ထမ်းလေးတွေကိုသူတို့ကိုယ်တိုင်ဒီ TikTok တွေပါလုပ်နိုင်အောင်လို့ကျွန်တော် TikTok ကိုဗီဒီယိုရိုက်ကူးနေပြီဗီဒီယိုရိုက်ကူးနည်းဆိုတာဗျဥပမာဇာညွန်းဘယ်လိုရေးရမလဲတို့ပြီးွားရင်ကျွန်တော်တို့ဒီဗီဒီယိုရဲ့ frame ratio တွေကဘာလဲတို့ဗီဒီယိုပို့ကောင်းလာအောင်ပေါ့ဗျအဲ့ဒါလေးကျွန်တော်
training လေးပေးရတယ်ပြီးတော့နောက်တစ်ခါကျ media ဘိုင်းကဗျာအမှ interest ဆိုလို့ရှိရင် interest ထည့်မယ်ဆိုလို့ရှိရင်အစားအသောက် interest လောက်ပဲထည့်ကြပါဗျာဆိုတော့မဟုတ်ကျွန်တော်အမှ media ဘိုင်းကိုကျွန်တော် interest targeting ကိုကျွန်တော်ဘာသုံးလဲဆိုရင်ဓာတ်ပုံရိုက်တာစိတ်ဝင်စားတဲ့လူငယ်ကောင်မလေးတွေပေါ့လူငယ်ကောင်မလေးတွေဇုံတွဲလေးတွေကိုပါကျွန်တော်ပြစ်မှတ်ထားပြီးတော့ပြစ်တယ်ဗျာပြစ်တဲ့အခါကျတော့အဲ့ဆိုင်ကစင်ပြေသွားချိန်နေတော်တော်ကောင်းလာတယ်ပေါ့အဲ့လိုဆိုင်ပေးရမယ်အနေထားလေးဟိုဖြစ်နိုင်တယ်ပေါ့ဆိုင်ကလည်းတော်တော်လေးကြည်ဗျာဆိုတော့အခါတလေမှာ digital marketing လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မူရင်းဗျာကိုယ့်ရဲ့ရှိနေတဲ့ product တွေကိုယ့်ရဲ့ဒီဥမာဆိုင်အပြင်စင်နေဆိုင်ဝန်ဆောင်မှုတွေကအစလဲကောင်းဖို့လိုတယ်လို့ online ကအဲ့ဒီကောင်းနေတဲ့ဟာတွေကိုဗျာကျွန်တော်တို့ကသိအောင်လို့ online ကလည်းကြော်ညာဖို့လိုတယ်ဆိုတော့ online ကကြော်ညာတဲ့အခါမှာလည်းကျွန်တော်တို့ကမှန်ကန်တဲ့ strategy တစ်ခုချပြီးတော့တည်ချာဂါနာကြော်ညာဖို့လိုတယ်လို့ဒါဒီသူဆိုင်ရှင်ဘက်ကအားဆိုင်ထုံးမှုကြောင့်လည်းဒီသူ့ရဲ့လုပ်ငန်းအောင်မြင်သွားပါတယ်ဗျာအဲ့ဒါပြီးတော့တက်ရဲ့အင်အားကိုရှော့မတွက်နဲ့ဗျာဆိုတော့ဒီဘက်ခင်မှာ data ထည့်လိုက်လို့ရှိရင်ဒီဟိုမှာ AI တွေကိုကျွန်တော်တို့က content ရေးခိုင်းလို့ရနေတာမှန်ပေမဲ့လူသားတစ်ယောက်ရဲ့အတွေ့အကြုံလူသားတစ်ယောက်ရဲ့ခံစားချက်ဗျာလူသားတစ်ယောက်ရဲ့ emotion တွေလူသားတစ်ယောက်ကသူ့ရဲ့ passion တစ်ခုကြောင့်နေရေးထားတဲ့ content မျိုးဘလို့ AI content မှမရှင်းနိုင်သေးဘူးဗျာဆိုတော့ကြည်ရောဗျာ content ဒီနဲ့အဲ့လိုစက်ယုံကရိုက်ထုတ်တယ်လို့ content တွေထုတ်နေမယ်အစားတည်ချာလေးဂါနာလေးတည်ချာစဉ်းစားပြီးတော့ storytelling content တွေတည်ချာလုပ်ငန်းကိုအထောက်အကူပြုမဲ့ content မျိုးတွေထုတ်ရင်မကောင်းကြဘူးလားဗျာကျေးဇူးတင်ပါတယ်အားလုံး